ကျောင်းစာသင်ပုံရှေ့ကနေတောတွင်းပြောက်ကြားအဖွဲ့ရေးဗိုလ်မှူးကြီးဖြစ်လာပြီးဂျပန်စစ်သား200ကျော်ကိုတုတ်တင်ခဲ့တဲ့အမျိုးသမီးတဦးအကြောင်းသိသိပါသလားဒုတိယကမ္ဘာစစ်အတွင်း1940ပြည်လိုနှစ်တွေမှာဖိလစ်ပိုင်နိုင်ငံလေတီးကျွန်းဒေသမှာဂျပန်စစ်တပ်ကစုငွေထုတ်ပြီးဖမ်းမရလောက်အောင်နာမည်ကြီးခဲ့တဲ့အသက်35နှစ်အရွယ်ကျောင်းဆရာမလေး Nieves Fernandez ရဲ့ရုပ်ရှင်ဆန်လာတဲ့သမိုင်းဝင်ဖြစ်ရမှန်းပဲဖြစ်ပါတယ်1940ခုနှစ်မှာဂျပန်စစ်တပ်ကဖိလစ်ပိုင်ကိုကျူးကျော်ဝင်ရောက်လာပြီးဒေသခံတွေကိုနှိပ်စက်ညှဉ်းပန်းကအမျိုးသမီးတွေကိုစော့ကားခဲ့ကြပါတယ်။အေးချမ်းနေထိုင်ခဲ့တဲ့ကျောင်းဆရာမမလေး Nieves ဟာဒီမတရားမှုတွေကိုမခံရနိုင်တော့တာကြောင့်ဒေသခံတောင်သူလယ်သမားနဲ့အလုပ်သမား130ခန့်ကိုစုစည်းပြီးပျောက်ကြားတပ်ဖွဲ့တစ်ခုဖွဲ့စည်းကကုတ်ခဲ့ပါတယ်။သူတို့အဖွဲ့မှာခေတ်မီလက်နက်ဆိုလို့ American ထောက်တင်နဲ့3လက်ဖြစ်ရှိပါတယ်။ဒါကြောင့်သူတို့ဟာဘူလိုလို့ခေါ်တဲ့ဖိလစ်ပိုင်ရိုးရာဓာတ်ရှိကြီးတွေလက်လုံတီးနဲ့တွေလက်လုံဘုံတွေကိုအဓိကသုံးပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ရဲဘော်တွေကသူမကိုကပတိန်ဖာနန်ဒက်စ်လို့လေးစားစွာခေါ်ဝေါ်ခဲ့ကြပါတယ်။သူမနဲ့သူမရဲ့တပ်ဖွဲ့ဟာညဘက်တွေမှာအမဲဟန်ဝတ်စုံတွေဝတ်ပြီးဂျပန်ကင်းစခန်းတွေကိုအတမ်းမထုတ်ဖဲဝင်ရောက်စီးနှံကလက်နက်တွေကိုလုယူလေးရှိပါတယ်။ဂျပန်စစ်သားတွေကြားမှာတကယ့်ကိုထိမ့်လန့်စရာပုံကိုဖြစ်လာပြီး Silent Killer လို့အမည်ပေးခြင်းခံရခဲ့ရပါတယ်။ဂျပန်အစိုးရကသူမကိုဖမ်းဆီးနိုင်ရင်ဖိလစ်ပိုင်ငွေ1000ချွေးချင်စုချေထုတ်ခဲ့ပေမဲ့ဘယ်တော့မှမဖမ်းဆီးနိုင်ခဲ့ပါဘူး။1944ခုနှစ်အမေရိကန်တပ်တွေဖိလစ်ပိုင်ကိုပြန်လည်ဝင်ရောက်လာချိန်မှာ Nieves ဟာသူမရဲ့ပျောက်ကြားတပ်ဖွဲ့နဲ့အတူပူးပေါင်းကူညီခဲ့ပါတယ်။သူမရဲ့ဓာတ်ခုတ်စွမ်းရည်ကို American စစ်သားတွေကအံ့အားသင်ခဲ့ရပြီးသူမက American စစ်သားတွေကိုဘူလိုဓာတ်သုံးပြီးရန်သူကိုအတန်မထွက်အောင်ဘလို့တုတ်တင်ရမလဲဆိုတာကိုလက်တွေ့ပြသခဲ့တဲ့သမိုင်းဝင်ဓာတ်ပုံဟာယနေ့တိုင်ထင်ရှားကြော်ကြားစေပဲဖြစ်ပါတယ်။စစ်ကြီးပြီးဆုံးပါတဲ့အခါမှာတော့သူမဟာမွေးရမြေမှာတားသမီးမြေးတွေနဲ့အတူအေးချမ်းပြန်လည်နေထိုင်ခဲ့ပြီး1989ခုနှစ်အသက်62နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူမဟာမတရားမှုကိုတွန်းလှန်ဖို့ကလန်ဒန်ကိုစွန့်ပြီးဓားကိုဆွဲကင်ခဲ့တဲ့ကမ္ဘာသမိုင်းဝင်အမျိုးသမီးသူရဲကောင်းတအုပ်ဖြစ်ပါတယ်။